တွေ့လားဟဲ့တွေ့လားလို့ဟဲ့ဘာတွေ့လဲ ဟဲ့ငါဒီမှာရှာနေတယ်မင်းမတွေ့ဘူးလားနောက်ကနေဘာလို့အာယုံများအောင်လုပ်နေရလဲ ဟမ်မြန်မြန်ရှာဟဲ့ ဟဲ့မကျင်းနဲ့မင်းဝင်ရှာလားဒီမှာအပေါက်ချင်းချင်းလေးတွေငါရှာနေရတာကွာနည်းနည်းပါးအားနာအောင်မင်းဝင်ရှာလားမင်းခဏကုန်နဲ့ဝင်မလား ဟဲ့ မင်းများနေပြီနော်ငါရှာနေတယ်လေကွာဒီမှာမင်းဝင်ရှာမလားငါရှာတော့ကြိုက်မင်းဝင်ရှာလိုက်လားဟေးလူနည်းနည်းကျွေးဟေးလူလို့နည်းနည်းကျွေးဟေးမသိကြဆောင်းဟဲ့မင်းစားကြအဲ့လိုလားဟမ်ဟဲ့မင်းစားကြဖွက်စားအဲ့လိုလားဟဲ့နည်းနည်းကျွေးလို့ငါစားကြလို့ဟဲ့နည်းနည်းစားမယ်ဟဲ့ငါမရတော့လူစားတော့မှာနော်စားရကွာကြည့်ရစားရဟဲ့မင်းရုပ်ကြီးအဲ့လိုစူပုတ်နေနဲ့မင်းကငါပြောမယ်မင်းကစိုးတဲ့ကြောင်လားဒိမ်မာတဲ့ကြောင်လားဟမ်ကြောင်ရင်တွေကငါကြော်သွားခိုးစားတယ်ဆိုဟမ်မင်းကတခင်ကိုများပြန်ပြီးတော့စိတ်ကောက်ဟဲ့လားမင်းတို့သာခိုးစားကြည့်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲငါဆိုလို့ရှိရင်ရုပ်သီးတွေအများကြီးတွေ့တယ်စပွဲပေါ်မှာစက်သွန်ပြူတွေနဲ့ရုပ်သီးစိမ့်နေနဲ့ထားတာငါဘယ်တော့မှခိုးစားဘူးလို့လဲဟမ်မင်းကတခင်ကိုများစိတ်ကောက်တယ်လေးပါလေးနဲ့ရုပ်ကြီးကမင်းကစိုးတဲ့ကြောင်လားဒိမ်မာတဲ့ကြောင်လားငါ့ကိုပြောဘာမှတခင်ကိုပြန်ပြီးစိတ်ကောက်ချင်မလို့မင်းကိုကျွေးမွေးထားတာနော်မင်းခေါင်းထဲမှာမှတ်ထားဟိုနေ့ရတွေကငါကြုံမြန်လို့သတိမပေးခဲ့ဘူးလားမင်းကိုဟမ်